မင်္ဂလာပါရှင်ကျမတို့ channel လေးပြန်လေးကြိုဆိုလိုက်ပါရှင်ယနေ့တွင်လူထုကောက်စားထဆက်စုကြည်ပြက်လက်လွတ်မြောက်လာပြီးပြည်သူလူထုတရက်လှုပ်ထန်သို့ထားရမိခွန်ပြောကြားသွားမလို့သိရပါတယ်ယနေ့ထပ်ပေါ်လာတဲ့လူထုကောက်စားထဆက်စုကြည်ရဲ့လွတ်မြောက်မှုနဲ့အတူသူမအနေဖြင့်ပြည်သူလူထုတရက်လှုပ်ထန်သို့ထားရမိခွန်ပြောကြားသွားမယ့်အစီအစဉ်ဒီနိုင်ငံတော်ဝန်လို့ကိုအရှိန်ဟောဖြင့်လှုပ်ခတ်သွားစေမယ့်တမိုင်းဝင်အခက်အတန့်တစ်ခုဖြစ်လာခဲ့ပြီဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့အထိုက်အမေဖြင့်တက္ကသိုလ်ရိပ်သာလမ်းနှင့်အင်တို့ပြန်လည်ရောက်ရှိလာပြီးနောက်မကြာမီအချိန်တွင်မှာပဲဒေါ်ဆန်းစုကြည်သည်ချမ်းဝင်းအတွင်း၌အသင်းပြင်ဆင်ထားတဲ့စင်မြင့်ထက်သို့နှုတ်ခွန်းဆိုင်မိခွန်းပြောကြားရန်စစ်စင်လျက်ရှိနေကြောင်းသိရှိရပါတယ်။နေ့ကလာရှိကြမိခင်ဖြစ်သူရဲ့အင်ဂေဟာဟောင်းကြီးတွင်အမောင်ကျနေခဲ့ရကနေယနေ့တွင်မိအောင်စုံများဖြင့်လိမ့်ထိန်နေပြီးချမ်းမ54ရှိသို့လာရောက်စောင့်ကြည့်နေကြတဲ့တာတော်ဖြတ်ဖြတ်ပြည်သူလူထုကြီးကိုသူမအနေဖြင့်ပြုံးရွှင်စွာတည်ငြိမ်စွာဖြင့်ပြန်လည်မျက်နှာမူကားစကားပြောကြားမဲ့ပုံရိပ်ဟာနှစ်ပေါင်းများစွာစစ်အာဏာရှင်စနစ်အောက်တွင်ပေပန်းနွမ်းနယ်ခဲ့ရတဲ့လူထုအတွေ့အကြီးမားဆုံးသောခွန်အားနဲ့မျှော်လင့်ချက်အသစ်ကိုပေးစွမ်းနိုင်မှာဖြစ်ပါသည်ယခုပြောကြားသွားမဲ့မိခွန်းတွင်တိုင်းပြည်အတွေ့ဖြစ်ပေါ်နေတဲ့စစ်ရေးနိုင်ငံရေးအကျပ်တည်းများကိုတွေးထွက်တန်ယူမရှိဘဲငြိမ်းချမ်းစွာမိတို့ကြော်လွှားကြမယ်ဆိုတဲ့သဘောထားများမြို့သားပြည်လက်တည်မြဲရေးနဲ့ Federal Democracy လမ်းစဉ်များပါဝင်လာနိုင်ခြေရှိသဖြင့်တော်လှန်ရေးစုများတိုင်းမှုများနဲ့နိုင်ငံတကာမိသားစုဝင်များအားလုံးကဒေါ်ဆန်းစုကြည်ရဲ့နှုတ်ထွက်စကားလုံးတိုင်းကိုရင်ခုန်စလုံးရှားစွာဖြင့်စောင့်မျှော်နာဆွေရအစင်သက်ဖြစ်နေကြပြီဖြစ်ကြောင်းဆိုထားခဲ့လည်းဖြစ်ပါရီဒါဖြင့်မြန်မာနိုင်ငံတဝန်ရှိရဟန်းရှင်လူပြည်သူများအားလုံးသမဂတကဘာလောကပါမလွတ်တန်အလေးနဲ့စောင့်ကြည့်ရမယ်မြန်မာတမိုင်းစာမျက်နှာတစ်ကိုအလက်ပြောင်းကြည့်ပြောင်းလဲစေတော့မယ်တမိုင်းဝင်နေ့တစ်နေ့ဖြစ်လာတော့မှဖြစ်ပါတယ်။နှစ်ကလာရှိစွာအမောင်တူနဲ့အချက်သက်များကြားတွင်ပေပန်နွမ်းနိုင်ခဲ့ရတဲ့ပြည်သူလူထုတရက်လို့အတွက်လူထုကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့လွတ်မြောက်မှုနဲ့အတူ၎င်းရဲ့နှုတ်ဖျားနဲ့ထွက်ပေါ်လာတဲ့မိခွန်းစကားများဒီတိုင်းပြည်ရဲ့ရှေ့ဆက်သွားမယ်ကံကြမ္မာကိုအစိုးဖြတ်ပေးမဲ့တော့ချက်ဖြစ်ပါရီအဖက်ဖက်ကလေးပြိုလဲပြည့်စည်နေတဲ့စုစုရဲ့အာနာဆဲဝန်တမ်းမှုများနဲ့အောက်ခြေချက်ပေါ်များရဲ့ပုတ်ကတ်မှုများနိုင်ငံတကာရဲ့ပြင်းထန်တဲ့ဖိအားများနဲ့တော်ရရာစုများရဲ့ထိုးစစ်ဆင်မှုများအကြားယခုနေ့တွင်ဖြစ်ပေါ်လာမဲ့ဖြစ်စဉ်များဒီရာစုနှစ်ဝက်ကျော်အမြင့်တွယ်ခဲ့တဲ့ဆရာနာရှင်စနစ်နှစ်ကုံချုပ်ပျက်စီးပြီးတရားမျှတမှုနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးစီတို့ကူပြောင်းနိုင်မဲ့တမိုင်းဝင်တကားပေါင်းကြီးလည်းဖြစ်ပါရီထို့ကြောင့်ပြည်တွင်းပြည်ပရှိမြန်မာပြည်သူများလုပ်တည်တဲ့မိမိတို့ရဲ့လက်ကင်ဖုန်းများရုပ်သံလမ်းများနဲ့သတင်းမီဒီယာမျက်နှာပြင်များကိုမျက်တော်မခတ်တမ်းအာရုံစိုက်စောင့်ကြည့်နေကြပြီးယနေ့တွင်စတင်ဖြစ်ပေါ်လာမဲ့ဖြစ်ရတိုင်းဒီနောက်လာနောက်သားမောင်မယ်များအတွက်ပါရာဇဝင်တွင်ကျင်ရင်မဲ့လွတ်မြောက်မှုနဲ့အောင်ပွဲခံနေ့အဖြစ်ကမြင်းမော်ကိုရီထူနိုင်ရန်ရေခုတ်စလုံးရှားစွာဖြင့်စောင့်မျှော်လျက်ရှိနေပါသည်ဆက်လက်ပြီးတော့ရန်ပြဲနဲ့ပွင့်ပြင်းမြနဲ့ရှိကျေးရွာများကိုစစ်တပ်ကအသေးခံတလုံးလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုအသက်19နှစ်အရွယ်လူငယ်တဦးသေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ရခိုင်ပြည်နယ်ရန်ပြဲမြို့နယ်ရှိရေနံတွင်းလုပ်ငန်းကိုအကြမ်းဖက်စစ်တပ်ကအသေးခံတလုံးလက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ချက်ကြောင့်အသက်19နှစ်အရွယ်ရေနံလုပ်သားလူငယ်တဦးသေဆုံးခဲ့ကြောင်းဂျတာနီပြည်သူများကရောင်းကြတဲ့သတင်းဌာနတို့ပြောဆိုထားပါတယ်ဇွန်လ9ရက်နေ့ညနေ9:09မိနစ်မှ30မိနစ်အထိချမ်းပြင်းမြို့နယ်လေးတောင်မြို့တောလည်ရရှိရေနံထွက်ရှိရာရေနံတွင်းနေရာတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကအသေးခံသူတို့များဖြင့်နေချင်းဆက်တိုက်ပုံကျတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်စစ်တင်ပေါ်ကလည်းလက်နက်ကြီးများဖြင့်9ကြိမ်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုများအကျိုးကြောက်ပြမြို့နယ်ကြောက်ပြောက်ကြီးရွာမှာအသက်19နှစ်အရွယ်မောင်ကြီးအေးတီဘဲဖက်ရှင်အောင်ကိုပုံစားဖောက်ဝင်ရေးပြင်းထန်တရားရှိခဲ့ပြီးစေကူတမှုခရင်ရန်သက်ဆောင်လာစေလမ်းတွေတိတ်ဆုံသွားခဲ့ရကြောင်းသိရှိရပါတယ်။မနေ့ညနေက4000မြို့တောလေရက်ကရေနံတွင်းတွေရှိတဲ့နေရာကိုသူတို့နဲ့4ချိန်လာကျဲသွားခဲ့ပါတယ်။နေဗီကလည်းလက်နက်ကြီးတွေနဲ့9ချိန်လောက်ဆက်တိုက်လမ်းပြနေတာအဲ့ဒီအချိန်ရေနံတွင်းမှာအလုံးလုံးနေတဲ့အသက်19နှစ်ဝန်းကျင်လောက်ကောင်းလေးတူဘဲဘဲရင်အုပ်ကိုပုံစားထိမှန်သွားခဲ့ပါတယ်။စေကူဖို့ခေါ်သွားတဲ့အချိန်လမ်းမတင်ဆုံးသွားခဲ့တာဖြစ်ပါတယ်။အခုရက်ပိုင်းတွေမှာစစ်ကောင်စီဘက်ကအရသာပြည်သူတွေနေထိုင်ရာကြေးရွာတွေလောကန်စားတောက်တဲ့နေရာတွေကိုအရွယ်ချက်ရှိကိုတိုက်ခိုက်နေတာပါလို့ဒေတာနေပြည်သူတို့ကပြောဆိုထားကြလည်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ကရံပြဲမြို့နယ်အတွေ့ရှိကျေးရွာများနဲ့အရသာပြည်သူများရှိရာနေရာများကိုလေကြောင်းနဲ့လက်နက်ကြီးများဖြင့်နှိစက်ဆက်တိုင်းရည်ရွယ်ချက်ရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက်နေကြောင်းအလားတူဇွန်လ1ရက်နေ့ကနေ4ရက်နေ့ကလည်းရံပြဲမြို့နယ်ရှိကြောင်းရှာတွေ့စစ်ပေးရှောင်းစခန်းနဲ့လေးတောင်မြို့ပေါ်တို့ကိုလေကြောင်းလက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့်အရသာပြည်သူတို့သေဆုံးခဲ့က9ဦးပြင်းထန်တရားရှိခဲ့ပြီးပြည်သူပိုင်တော်နှကောင်လည်းသေဆုံးခဲ့ရကြောင်းသိရှိရပါတယ်။ထို့ပြင်မကွေးတိုင်းပွေဖြူမြို့နယ်ရှိကျေးရွာ2ခုကိုလည်းအကြမ်းဖက်စစ်တပ်ကတပ်ဖွဲ့ဖြစ်ပွားခြင်းမရှိဘဲတရုံမြက်ဖြစ်တိုက်ခိုက်ခဲ့ကြောင်းဒေသနေပြည်သူများကရန်ကရက်တင်ဌာနတို့ပြောဆိုထားခဲ့လည်းဖြစ်ပါသည်။ဇွန်လ6ရက်တွင်နနက်7:00နာရီခန့်တွင်လည်းပွေပြည်မြို့နယ်ကျောင်းကုန်းကြီးမှပြူစောထင်းများနဲ့စစ်သားများသည်ရေပုတ်ကလေးရွာနဲ့ညောင်ပင်ဆောင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတရုံမြက်ဖြစ်ပုံကျတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအသွင်ထိခိုက်မှုမရှိကြောင်းသိရှိရပါသည်။စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတရုံနဲ့ပုံကျတိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေတရုံတစီနဲ့ပုံကျတိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေကကျေးရွာနေရွာကိုကျဲသွားခဲ့တာဖြစ်ပါတယ်ပြည်သူတွေထိခိုက်ဒဏ်ရာရှိတာမျိုးနဲ့နေအိမ်ပျက်စီးတာမျိုးမရှိဘူးလို့သိရပါတယ်ပြည်သူတွေအနေနဲ့စစ်ကြောင်းလေကြောင်းလက်နက်ကြီးအန်ဒီရဲ့တတိပြုနေထိုင်ကြဖို့နဲ့စစ်ကြောင်းလာရင်ရှောင်ကြဖို့ပြောချင်ပါတယ်လို့ဒေသနဲ့ပြည်သူတွေကပြောဆိုထားခဲ့လည်းဖြစ်ပါတယ်အလားတူ2024ခုနှစ်တွင်နိုဝင်ဘာလ12ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပွေပြမြို့နယ်ရှိပဒိမိုရွာလမ်းပိုင်းတမန်လန်ခွဲ3မိုင်ပေါက်ကို MI-35 ရဟတ်ယာဉ်ဖြင့်3ကြိမ်ပစ်ခတ်ခဲ့ပြီးကျွဲချံလယ်မရွာဘက်ကိုလည်း MI-35 ရဟတ်ယာဉ်ဖြင့်2ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဆက်လက်ပြီးတော့စွာမြို့နယ်နဲ့နမောက်မြို့နယ်ကျွေးစစ်တပ်စခန်းနဲ့ရင်လန်းကိုတိုက်ခိုက်မှုဘိုးမူကျော်နေအောင်အပောင်ဝင်စစ်သား20ကျော်တိစုပ်ပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စစ်ကောင်စီအခြေဆိုင်ရာနေပြီးတော့ကိုဘက်ပေါက်စုံမှာထိုးနဲ့တိုက်ခိုက်လျက်ရှိနေပြီးစွာမြို့နယ်နဲ့နမောက်မြို့နယ်တွင်စစ်တပ်စခန်းနဲ့စစ်ရင်တပ်ကိုတိုက်ခိုက်ခဲ့ရတွင်ဘိုးမူကျော်နေအောင်အပောင်ဝင်စစ်သား20ကျော်တိစုပ်ခဲ့ပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်း PDF ရုပ်ချုပ်အထုတ်ပြန်ထားပါတယ်။အမျိုးသားညွေရဲ့အစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုပ်ချုပ်ရဲ့လမ်းညွှန်ချက်များအတိုင်းပြည်သူ့စစ်ဝဟာဗျူဟာကိုအခြေခံကအမတ်နှစ်စစ်စင်ရေးနဲ့မြေနေပြည်တော်တိုင်းစစ်ဌာနအနေဖြင့်နေပြည်တော်ကိုဝိုင်းပတ်၍စစ်စင်ရေးအဟုန်ဖြင့်တင်ပြီးအကြမ်းဖက်စစ်ကော်မရှင်တအားတပေါင်းစုံမှနေထိုးနဲ့တိုက်ခတ်လျက်ရှိနေကြောင်းသိရှိရပါတယ်။ဇွန်လ3ရက်နေ့နနက်9:10မိနစ်ကနေပြည်တော်တိုင်းစစ်ဌာနဗျူဟာအမှတ်18ဗျူဟာအမှတ်19လက်အောက်ရှိ PDF တပ်ရဲများနဲ့နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတို့ပူးပေါင်း၍ပဲခူးတိုင်းစွာမြို့နယ်စစ်တောင်းမြစ်အရှိဖက်ကန်ရှိစစ်တာအင်အား60ခန့်တပ်ဆွဲထားတဲ့စွာမကြီးကျေးရွာစခန်းအား၎င်းနနက်6:30မိနစ်တွင်ရွာတိကျေးရွာစခန်းအား၎င်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။စွာမကြီးစခန်းတိုက်ပွဲတွင်တကရတင်တာတရင်မှဘုံမူကျော်နေအောင်အပါအဝင်စစ်သား20ကျော်တိစုံခဲ့ပြီးကျန်တဲ့စစ်သားများမှအထိခများစွာစုခွတ်ထွက်ပြေးသွားခဲ့ကြောင်းထို့ကြောင့်နနက်6:30မိနစ်တွင်စွာမကြီးစခန်းကိုတင်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့လက်နက်ကြီးရတပ်ပစ်ခတ်မှုကိုတရုံများဖြင့်ပုံချက်ချမှုကြောင့်ပြည်သူတို့ဟာထိခိုက်ဆုံးပါမှုများနဲ့အိုးအိမ်ဆော့ကထွက်ပြေးနေမှုများလည်းရှိနေကြောင်းသိရှိရပါတယ်။လက်ရှိတွင်စစ်တောင်းမြစ်အခြေဖက်ကရေးသားရှင်မြို့နယ်နဲ့စွာမြို့နယ်အတွင်းရှိကျေးရွာများအတွင်းစစ်ကော်မရှင်တပ်မှစစ်ကြောင်းထိုးဝင်ရောက်နေပြီးနေပြည်တော်တိုင်းစစ်ဌာနချုပ်မှုကုကဲအောင်ရှိဗျူဟာ18-19တရင်များနေပြည်တော်ပကဖများနဲ့ရေးသားရှိပကဖ3500တရင်ပူပေါင်းမဟာမိတ်များနဲ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိနေကြောင်းသိရှိရပါတယ်။အမျိုးသားညီအစိုးရကာကွယ်ဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နေဖြင့်အကြမ်းဖက်စစ်ကော်မရှင်အားစစ်မျက်နှာအသီးသီးတွင်ရွရွချွတ်ချွတ်တိုက်ပွဲဝင်လျက်ရှိရာမိဘပြည်သူများအနေဖြင့်လည်းမိမိတို့တပ်ဖွဲ့ဝင်များအားတပ်စောတိဝေကူညီဖေးမှတ်ပေးကြပါရန်မြေတားရခတ်ထားကြောင်းသိရှိရပါတယ်။အဘိနာစိတ်မအကျွဲအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။